早比。ဒီဗီဒီယိုကတော့မလေးရှားမှာဒီမြန်မာကောင်မလေးတွေကဘင်္ဂလားနဲ့တွေ့တာပေါ့နော်အဲ့ဒီပြဿနာကို兄弟，兄弟，牛呀哈，阿老弟都玩了嘞。 ယောက်ျားလေးလှုပ်ရှားတာမသိဘူးဒီလိုမတူဘူးလေဗျာကြက်ရောက်ဘင်္ဂလားနဲ့မြန်မာဘာဆိုင်လို့တော့ 怎么是来？ကောင်းကောင်း 你老弟， ကိုကြီးတော့ဖြူဖြူဝေးဝေးလက်တပတ်တာလေးစောက်ချက်မရှိဘူးဒီလောက်မဲသေးနေတဲ့ဘင်္ဂလားနဲ့သွားကြက်ရစီ 来这边来，插，插， လောက်ရမယ်အဲ့လိုလုပ်တဲ့သူရှိတယ်ကောင်းတယ် 你干嘛是？我干嘛是？啊？ 有啊，đi đâu? Ay bukan balik. Ay ada. Di balik, Sa. Baik. Ni nggak dia no ni. You bagian mati. You bagian. မဲ Ay bukan balik. လက်သေးသွဲပြီးတော့သွားရည် Ay duduk lah. Bukan. You bagian hantam bukan. Di đâu? ရင်းနာလိုက်တာဗျာ Di balik, ni nggak dia. Ông luôn này. Nó ra rồi chuẩn này ha. Đến bên nếu tin thêm mà. သမီးတော့ပတ်ဆက်လုပ်ချင်တာလားဒီဘင်္ဂလားကောင်လေးကနော်မြန်မာမိန်းလေးတွေကြိုက်တယ်လိုက်ပြီးကြိုက်တယ်ကြိုက်ပြီးလို့ရှိရင်သူတို့လာလာရလို့ရှိရင်သူတို့လာတာကိုပေးတယ်ပေါ့နော်သူတို့လိုချင်တာတခုတည်းပဲအဲ့လိုမျိုးပေးတယ်ပေါ့နော်အဲ့တော့အများစုကဒီနေရာမှာသူသုံးထားတာဗမာမိန်းကလေးလို့သုံးထားရပေါ့နော်ဒီတင်တဲ့သူကဗမာမိန်းကလေးပဲဖြစ်ဖြစ်ရခိုင်မိန်းကလေးပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်ဗျာမြန်မာပြည်ကနေလာမြန်မာနိုင်ငံကနေလာတာမြန်မာပဲမြန်မာမိန်းကလေးပဲမြန်မာနိုင်ငံဆိုတာကပြည်နယ်9ပြည်နယ်တိုင်း9တိုင်းနဲ့ဖွဲ့စည်းထားတာလူမျိုးတိုင်းသားလူမျိုး10မျိုးဗျာကချင်ကရကရင်ချစ်မွန်ဗမာရခိုင်ရှမ်းအကုန်လုံးပါတယ်ဒါမြန်မာနိုင်ငံသားမြန်မာနိုင်ငံသူပဲအဲ့တော့ဗမာပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်ဖြစ်ချင်းပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ဒါမြန်မာနိုင်ငံသူပဲဒီဘင်္ဂလားနဲ့ကျိတ်ဆက်အောင်မလို့မွတ်စလင်ပဲမြန်မာနိုင်ငံမှာရှိတဲ့နော်မွတ်စလင်တွေကသူတို့မွတ်စလင်လူမျိုးချင်းချင်းကြိုက်တာကိစ္စမရှိပြီမဲ့ဒီဗုဒ္ဓဘာသာတွေဒီတွေခရစ်ယာန်တွေဟိန္ဒူဘာသာဝင်တွေကဒီလိုမျိုးမတူတဲ့မွတ်စလင်တွေတွေနဲ့ဘင်္ဂလားတွေနဲ့ကြိုက်တယ်ဆိုတာလုံးဝမဖြစ်သေးဘူးနော်ပတ်ဆက်လို့ချင်းလို့လားလည်းပြောတာနော်ဟုတ်တယ်သူမှန်တယ်ပတ်ဆက်လို့ချင်းလားလို့ပြောတာပေါ့နော်လုံးဝဖြစ်တယ်ယွန်စရာကြီးတွေဗျာပြောရလို့ရှိရင်ဒီဘင်္ဂလားဆိုတဲ့ဘင်္ဂလားနီပေါ်ဒီသူတို့လူမျိုးတွေကစက်သွန်အရန်စားတယ်ပြီးရင်မဆလာအရန်စားတယ်အမွေးအကြိုင်တွေဗျာအဲ့ဒီဟာအရန်စားတယ်သူတို့ကြီးကချွေးနဲ့စို့လာပြီဆိုလို့ရှိရင်ချွေးတော်ကြီးကနန်တာဗျာညှိဆိုးအနံကြီးနန်တာသူမနန်ဘူးလားမသိဘူးအနာကကတ်ထိုင်တာမွေးရများထင်းနေလားမသိဘူးတကယ်ကျွန်တော်တို့ကအဲ့ဒီဟာတွေလမ်းပြဖြတ်သွားရင်တော့နှာခေါင်းပိတ်ထားတယ်ဘလို့မခံနိုင်ဘူးအနံတက်ကြီးနော်အဲ့ဒီအနံတက်ကြီးတွေဘလို့မခံနိုင်ဒီကောင်မလေးတွေဗျာဒီသူတို့မနန်ဘူးလားမသိဘူးနော်တကယ်ဒီမျိုးမတူဗျာမဲမဲတဲတဲဗျာပြီးကြတော့ပတိုင်းဝေးသူများကြီးတော့တောင်းလမ်းမဟုတ်ဘူးဗျာရှုပ်ချက်ခန့်နေတဲ့ဟာယွန်စရာကြီးတွေဗျာအဲ့ဒါကြီးကိုကြိုက်တယ်ဆိုတာကျွန်တော်စဉ်းစားလို့မရဘူးကျွန်တော်တို့ဒီနာတော့မှာလည်းပဲဆက်ရုံနေမှာလည်းရှိတယ်ရခိုင်တွေများရပေါ့နော်ရခိုင်မတွေများရပေါ့နော်ဘင်္ဂလားတွေနဲ့ကြိုက်နေတဲ့ဟာတွေလည်းရှိရပေါ့နော်ဗမာတွေလည်းပဲရှိရဒါပေမဲ့ဒါတွေကရခိုင်ပဲဖြစ်ပါရဲ့ဖြစ်မြန်မာနိုင်ငံသားမြန်မာနိုင်ငံသူတွေပဲခွဲပြီးမပြောဘူးပေါ့နော်ဒါမြန်မာနိုင်ငံလို့ပဲသုံးပါဘသူပဲကြိုက်ပေါ့နော်ကျွန်တော်လည်းနောက်ကြလို့ရှိရင်အဲ့ဒီဟာကိုအခုချိန်မှာလုံးလုံးပြရသေးတယ်နောက်ကြရင်တော့ကျွန်တော်အဲ့ဒီဟာတွေကိုလှော်ပါကျွန်တော်အခုချိန်မှာလုံးလုံးမရသေးဘူးပေါ့နော်
အဲ့လိုမျိုးတွေဗျာကိုလည်းမျိုးမတူဘူးဗျာဒီမဲမဲတက်တက်ကြီးမယုံဘူးလားမသိဘူးဗျာပြီးကြမိုးစိတ်ဝင်းပြတဲ့ပြပတိုင်းမွေးကြီးနဲ့ဆုပ်ချက်ခတ်နေတဲ့ဟာကြီးဗျာအနန္တကလည်းပဲညှိစိုးစိုးအနံကြီးဗျာအဲ့ဒါတွေကိုကြိုက်နေကြတာအခုသူမေးတာပတ်ဆက်လိုချင်လားတဲ့ပတ်ဆက်တကယ်ဟုတ်တယ်အမှန်တကယ်သူတို့တွေကပတ်ဆက်ပေးအားကြောင့်မလို့လားတော့မသိဘူးပေါ့နော်လုံးဝရှက်ဖို့ကောင်းတယ် ဘာကိုလာပြချက်သေးရလားမချက်လာဘူးဟမ်ကိုကြီးကရှင်းရှင်းလေးကိုကြီးကပုတ်လို့တူနာလို့ဟေး ဖြူဖြူသေးသေးလေးဗျာဒီဟို ဘယ်ပါတော့အဲ့လိုများလားမအောင်များလားဟင် အာ ဒီနေရာကပြောကြလားအဲ့စားလို့လား စကားပြောတာလေဟာဆောက်ရက်မရှိဘူးဗျာမင်္ဂလာနဲ့မစကားပြောတာမျိုးမတူတဲ့ဟာ အဲ့လားဒီကလားဒါလေးကြိုက်ကြလားဟမ်ဒီလိုဒီနောက်လာတယ်ဆိုတော့မျိုးကနင်တို့တယောက်တယောက်မယူ နောက်ကြရေကျွန်တော်လည်းအဲ့လိုမျိုးလူဝဲစုပြီးဖွဲ့စည်းပြီးတော့အဲ့ဒီဟာတွေပြဿနာတွေကျွန်တော် live ဖြေရှင်းနေတယ်သဘောမျိုးရှိအဲ့လိုမျိုးစိတ်ဆန္ဒရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ခံနေလိုသေးရဲ့အားကြောင့်မို့လို့အချိန်မှာတော့မလုပ်သေးဘူးပေါ့နော်လာပြီးဘင်္ဂလားអော်လာပြီးတော့ဆက်ဖို့ကောင်းတယ်ဗျာဒီလိုကိုမြန်မာလူမျိုးတွေအများကြီးပါပဲဗျာဒီမလေးရှားမှာမြန်မာဆိုတာအများကြီးယောက်ျားလေးအများဆုံးပဲမလေးရှားမှာယောက်ျားလေးရှားရတယ်မပြောနဲ့မိန်းကလေးနဲ့ယောက်ျားလေးမလေးရှားမှာမိန်းကလေးပဲရှားတာယောက်ျားလေးများတယ်အဲ့ဒါကိုဗျာဒီလိုဘင်္ဂလားကောင်နေနဲ့ဒီသွားပြီးတော့ကြိုက်တယ်သွားပြီးတော့ထိုင်နေပါသူပြောရိုးသားထိုင်နေပါညာဆိုလုံးဝအဖြစ်တယ်မလုပ်တင်ဘူးတတော်တော်ဗျာဆက်ဖို့ကောင်းအားလုံးကျေးဇူးတင်ပါတယ်